အပွဲဟာတန်ကြနယ်ကိုဆက်လက်ရှာဖွေရင်းလမ်းသုံးသွယ်ရှိတဲ့အခြေအနေတစ်ခုကိုရှောက်သွားပါတယ်။အကျဉ်းသားတွေနဲ့ခန်တေးရှိကတတိယလမ်းကိုယူပြီးစောင်းကျင်ဦးစောင်းချီရောနဲ့လီချိုဟီရိုကဘက်ဘက်လမ်းကိုယူပါတယ်။ခင်ဆိုင်ရှင်နဲ့သူ့ဖော်ကတော့အလဲလမ်းကိုသွားပါတယ်။ခင်ဆိုင်ရှင်နဲ့သူ့ဖော်ဟာကော်ဘလင်တွေကိုတိုက်ခိုက်နေရင်ဒီတန်ကြခီးစံမှာသူတို့ပေးခဲ့မှာဖြစ်ကြောင်းခင်ကသူ့ဖော်ဖို့စိတ်ချခိုင်းပါတယ်။ဒါအပြင်တပတ်တန်ကြတော့ငါချင်းဦးကိုထားခဲ့မိတဲ့အတွက်ပြန်တောင်းမှမို့ခင်ကစီစဉ်ထားပါတယ်။တစ်ဖက်မှာတော့ခန်တေးရှိရဲ့အကျဉ်းသားတွေကကော်ဘလင်တွေကိုတိုက်ရတာဘယ်လောက်လွယ်ကြောင်းရှာရှိနေကြပါတယ်။ခံကအဲ့ဒီကော်ဘလင်တွေဟာလူသားတွေသာဆိုရင်ရောအကျဉ်းသားတွေဒီလိုပဲခံစားရမလားလို့မေးပါတယ်။အကျဉ်းသားတွေကတော့သူတို့အတွက်ဘာမှထူးခြားမှာမဟုတ်ဘူးလို့ပြန်ပြောပါတယ်။ဒီမှာ condition နဲ့အနန္တတူတို့ရဲ့ flashback ကိုပြပါတယ်။အဲ့ဒီသူကဒီအကျဉ်းသားတွေဟာသူ့မိသားစုပေါ်နာကျင်မှုတွေပေးခဲ့တာကြောင့်အခုလိုလွတ်ငင်းခွင့်ရဖို့အခွင့်အရေးပေးတာမတရားဘူးလို့ပြောပါတယ်။သူကအဲ့ဒီလူတွေကိုတပ်ပေးဖို့ခံကိုဒေါ်လာ3ဘီလီယံကန်လာပါတယ်။ခံကတော့သူဒီနေရာကနေထွက်သွားတဲ့အခါအဲ့ဒီအကျဉ်းသား3ယောက်ဟာကော်ဘလင်တရားနဲ့တက်ခိုက်ရင်တိတ်ဆုံးသွားတယ်လို့အခြားစစ်ဆေးမှုတွေကိုပြပြမယ်လို့အကျဉ်းသားတွေကိုပြောပါတယ်။ဒါဟာခံကအနန္တရဲ့ကန်လာမှုကိုလက်ခံလိုက်ပြီး magic piece တွေကမတတ်နိုင်ရင်တော့သူကိုယ်တိုင်တက်ဖို့ကြံစီထားတာကိုပြနေတာပါ။ကန်ဆိုင်ရှင်နဲ့သူ့ဘော်ဟာကန်ဒီရှစ်ကနောက်ဆုံးအကျဉ်းသားကိုတက်ခါနေမှမတော်တဆတွေ့သွားပါတယ်။ရှင်ဦးတို့အပွဲ boss round ကိုသွားပြီဆိုတာသိလိုက်တဲ့အခါခံကတက်တေဖြောက်ဖို့အတွက်နောက်ဆုံးအကျဉ်းသားနဲ့အတူခင်တို့အဖို့နေရာလုံးကိုပါတက်ချစ်ဖို့လုပ်ပါတယ်။ခံနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေကိုစဉ်းစားနေတော့မှပဲစောင်းချင်ဦးကတစုံတရာရဲ့အော်ဟစ်တန်ကိုကြားလိုက်ရပြီးအီဂျိုဟီနဲ့စောင်းချီရောကိုတတိပေးလိုက်ပါတယ်။သူတို့3ယောက်ဟာအကျဉ်းသားတွေနဲ့ခင်ရဲ့အဖို့အလောင်းတွေကိုတွေ့သွားပါတယ်။ချင်းဦးကအနီးနားမှာခင်ဆက်ရှိရဲ့ခန္ဓာကိုယ်ကိုတွေ့ပြီးလီဂျိုဟီကိုကုသပေးဖို့ပြောပါတယ်။ဒါဟာ magic piece လက်ချက်မဟုတ်ဘူးဆိုတာကိုချင်းဦးသိသွားပါတယ်။ခင်ကသူတို့3ယောက်ကိုသူ့အားထားခဲ့ဖို့ပြောပါတယ်။ဂျင်ဦးကလက်မခံနိုင်ပေမဲ့ခင်ကဂျင်ဦးကိုတေချာမတောင်းမှလိုက်ရတာနောင်တရကြောင်းပြောရင်အသက်ထပ်သွားပါတယ်။ဒါကဂျင်ဦးကိုစိတ်မကောင်းဖြစ်သွားစေတယ်။ခန်ဒေးရှိကလီဂျိုကြီးကိုတိုက်ခတ်ဖို့ကြိုးစားပေမဲ့စောင်းဂျင်ဦးကကောက်ကွယ်ပေးလိုက်ပါတယ်။ခံကသူတန်ချန်ထဲကနေတန်တရားမဝင်အောင်လွတ်မြောက်ဖို့အတွက်သူတို့အားလုံးတည်ဆုံသွားတဲ့ဇလန်အစ်စ်ကိုလှုပ်ချံဖန်တီးမယ်လို့ပြောပါတယ်။စောင်းဂျင်ရောကလီဂျိုကြီးကိုသူ့ပေါ်ခွန်အားတိုးစေတဲ့ buff ပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီ buff နဲ့ခင်ရဲ့ဓာတ်ကိုသုံးပြီးစောင်းကခံနဲ့တိုက်ခိုက်ပါတယ်။ကန်ဒီရှိကစောင်းရီရောကမတက်ခင်မှာပဲစောင်းကျင်ဦးကဝင်ရောက်ရင်ဆိုင်ပါတယ်။ကျင်ဦးကသူဟာအီရတ်ဟန်တာတယောက်ပါလို့ပြောတဲ့အခါခံကအံ့အားသင့်သွားပါတယ်။ကျင်ဦးဟာ ran အတူရောင်သုံးထားသူဒါမှမဟုတ်စကန်အဝဲကနေရထားသူလားလို့သူတွေးနေပါတယ်။ဒါအပြင်အရင် episode တစ်ခုမှတွေ့ခဲ့တဲ့ကလေးလားလို့လည်းတန်တရားဝင်ပါတယ်။ခင်တို့ကဘာလို့နှိမ့်ဆက်ရတာလဲလို့မေးတဲ့အခါခံကအနန္တုကြောင့်တတ်တာလို့ဖြေပါတယ်။ flashback မှာလည်းခံကအနန္တုကိုသူဟာဒီလောက်ကိုအနန္တုတော့မဟုတ်ပဲသူကိုယ်တိုင်လူသက်ချင်တဲ့စိတ်ဆန္ဒအတွက်လုပ်တာလို့ပြောခဲ့ပါတယ်။စောင်းကျင်ဦးနဲ့ခန်တေးရှိတို့တိုက်ခိုက်နေတော့မှာပဲဂျင်ဦးရဲ့ player loss system ကလူသက်ရမဲ့ cost အသစ်တစ်ခုပေးလာပါတယ်ဂျင်ဦးကသူ့လုံးတဲ့နာကိုတိလိုက်ပြီးခံကိုအဆောင်ကိုတိုက်ခိုက်ပါတယ်ဒါပေမဲ့ခံက assassin technique အသစ်ကိုသုံးပြီးဂျင်ဦးကိုအငိုက်ဖမ်းပါတယ်ဂျင်ဦးရဲ့ခြေထောက်တစ်ဖက်ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားတဲ့အတွက်လီဂျိုဟီရိုစိုးရင်သွားပါတယ်ခံကလီဂျိုဟီရိုကိုဝင်မရှုပ်ဖို့ပြောပါတယ်ဂျင်ဦးက full recovery 2ကိုသုံးပြီးသူ့ခြေထောက်ကိုကုသလိုက်ပါတယ်ခံကထပ်မံတိုက်ခိုက်ပေမဲ့ချင်းဦးကနီလန်းရှာပြီးသူ့ရဲ့ဒမန်နဲ့ပြန်ထိုးလိုက်တာကြောင့်အနိုင်ရရှိသွားပါတယ်။တိုက်ပွဲအပြီးမှာစောင်းကျင်ဦးကခန်တေးရှိကိုဆင်မိပါတယ်။ခံကချင်းဦးဟာအီရန်ဖြစ်နေပြီးတော့ဘာလို့ဒီလောက်တမ်းမှနေရလဲလို့မေးတဲ့အခါချင်းဦးကလည်းသူကိုယ်တိုင်အောင်သိချင်မိရလို့ပြန်ပြောပါတယ်။ခံကရှီမောရင်သွေးတွေအန်လာပါတယ်။သူသေးသားပြီဖြစ်တဲ့အတွက်ချင်းဦးအနေနဲ့အီရန်အယောင်ဆောင်နေတာကိုဆက်လုပ်လို့ရမှာမဟုတ်တော့ဘူးလို့ပြောပါတယ်။ခံကချင်းဦးကိုအကြံပေးစကားပြောရင်းတေဆုံးသွားပါတယ်။ဂျင်ဦးကဆွလက်တွေကိုတင်စီပြီးခံရဲ့စကားကိုပြန်စဉ်းစားနေပါတယ်။အီဂျိုဟင်းနဲ့စောင်းချီရောကဂျင်ဦးကိုကျေးဇူးတင်ကြပါတယ်။ဂျင်ဦးကသူတို့ကိုတန်ဂျန်ထဲကထွက်ခိုင်းပြီး boss ကိုသူတယောက်တည်းကင်တွယ်မယ်လို့ပြောပါတယ်။နောက်ပိုင်းမှာဟူဂျင်ချောနဲ့တန်ဂျန်ကြီးကျဲရဲမှုတို့တန်ဂျန်စီရောက်လာပါတယ်။ဟူဂျင်ချောကခန်တေးရှိစီကနေသူတက်လို့တဲ့အငွေ့အသက်တွေထွက်နေတာကိုမယုံနိုင်ဖြစ်နေပါတယ်။ဒါအပြင်ဂျင်ဦးရဲ့ရုပ်တင်ကိုကြည့်ပြီးအံ့ဩသွားပါတယ်။ဟူကခံကိုဘသူတက်တာလဲလို့မေးပါတယ်ဂျင်ဦးကစိုးရင်နေပေမဲ့သူပဲတက်တာဖြစ်ကြောင်းနဲ့ဟီဂျိုဟီကူညီခဲ့တယ်လို့ဝင်ပြောလိုက်ပါတယ်ဟူကဂျင်ဦးကခံကိုနိုင်နေဆိုတာတန်တရားရှိပေမဲ့စီရက်ဟန်တာရဲ့အဖြေကိုပဲလက်ခံလိုက်ပါတယ်ဟူဂျင်ချောကသူ့လူတွေနဲ့စကားပြောနေတော့မှစောင်းချီရောကဟူကိုကြည့်ပြီးသူဟာအီရတ်ဟန်တာဆိုတာကိုသိသွားပါတယ်စောင်းကဒါဟာတပက်တန်တန်တော့ကအကျွေးကိုဂျင်ဦးကိုပြန်ဆက်တာလို့ပြောပါတယ်episode အဆုံးမှာတော့လီဂျူဟီကစောင်းကျင်မှုကို SS တောင်းလေးတစ်ခုပြရင်စသိမ်းသွားပါတယ်။ဒီလိုလမ်းလျှောက်နေတော့မှဂျူဟီကတပည့်တန်ကြံလုံးကရခဲ့တဲ့ကြောက်စိတ်တွေအခုထိမပြောက်သေးဘူးလို့ချင်းဦးကိုပြပါတယ်။တကယ်တော့ဂျူဟီဟာ RAM မြင့်တဲ့တန်ကြံတွေကိုဝင်ရောက်တိုက်ခိုက်တဲ့လူဖြစ်ပေမဲ့သူမက RAM နေတာတွေကိုပဲရွေးချယ်ခဲ့တာပါ။ဂျူဟီကသူမရဲ့ SS တောင်းကိုချင်းဦးစီပေးလိုက်ပြီးဟန်တာအလုပ်ကနေအနားယူရမယ်ဖြစ်ကြောင်းနဲ့မိဘတွေစီပြန်တော့မယ်အကြောင်းပြောပါတယ်။ဂျူဟီထွက်သွားပြီးနောက်မှာဟူဂျင်ချောနဲ့စောင်းကျင်ဦးတို့ရဲ့ flashback ကိုပြပါတယ်။
ကျင်းချောကကျင်းဦးတယောက်ထိုင်တဲ့ခန့်တိတ်ရှုကိုအနိုင်ယူခဲ့တယ်ဆိုတာကိုမယုံကြည်ပါဘူးဒါပေမဲ့သူကကျင်းဦးကိုသတိထားဖို့သတိပေးပါတယ်ဖာလို့လဲဆိုတော့ဝန်တုံးစုရဲ့ညီဖြစ်သူတည်ဆုံးသွားတာကြောင့်တုံးစုကကျင်းဦးနောက်ကိုလိုက်လာနိုင်လို့ပါကျင်းစောကတုံးစုလိုမျိုး extra hunter တွေအပေါ်မှာဥပဒေကတက်ရောက်မှုမရှိကြောင်းနဲ့ဒီလို hunter တွေဟာငြိမ်းချမ်းရေးဒါမှမဟုတ်ပစ္စည်းကျွန်းတွေကိုယူဆောင်လာနိုင်တယ်လို့ပြောပါတယ်။ပြုစုပ်ပံမှာတော့ကျင်းဦးကသူ့ပိုတန်မာလာဖို့လိုအပ်တယ်လို့ခန်းစားနေရပါတယ်။နောက်ပိုင်းမှာကျင်းဦးကယူချင်းဟိုစီပွားလဲပြီးကျင်းဟိုကသူတို့ရဲ့ strike တင်နဲ့မိတ်ဆက်ပေးပါတယ်။ကျင်းဟိုကအရက်သမားတွေနဲ့တပ်ထုရင်လုပ်သားတယောက်ကိုငှားထားတာကြောင့်ကျင်းဦးအံ့ဩသွားပါတယ်။တပ်ထုရင်လုပ်သားမလေးကကျင်းဦးရဲ့စကားကိုပြန်လည်တုံ့ပြန်ပါတယ်။ကျင်းဦးကသူတို့ကိုအပြင်မှာပဲစောင့်နေဖို့ပြောလိုက်ပြီးသူနဲ့ကျင်းဦးနှစ်ယောက်ထဲပဲတန်တန်လေးကိုဝင်မှုစစ်စင်ပါတယ်။ကျင်းဟိုကအဖွဲသားတွေကိုစီကန်းချက်တွေပြပြနေတော့မှကျင်းဦးကခန္တီရှိကိုအနိုင်တော့ကရခဲ့တဲ့ Steve Stone ကိုတုံးလိုက်ပါတယ်။ကျင်းဟိုကတန်ကြက်ကအပြင်နဲ့ရောက်လာတာကြောင့်ကျင်းဦးကအဲ့ဒီပစ္စည်းတွေကိုထုတ်ခိုင်းပေမဲ့ကျင်းဟိုကခေါင်းမောင်းကိုတော့ဝတ်ထားပြရစေလို့တောင်းဆိုတာကြောင့်ကျင်းဦးကခွင့်ပြုလိုက်ပြီးသူတို့နှစ်ယောက်တန်ကြက်နဲ့ဝင်သွားပါတယ်။ဒီချိန်မှာပဲတထုတွင်လှုပ်သားမလေးဟာစောင်းကျင်အားအတန်းဖို့ဟန်ဆောင်ရင်ဖြစ်မှန်းသိလိုက်ရပါတယ်။တနားရီကြာပြီးတဲ့နောက်မှာ strike တင်ကကျင်းဟိုနဲ့ကျင်းဦးတို့ပြန်မလာသေးလို့စိတ်ကူနေတော့မှာပဲသူတို့နှစ်ယောက်ကအောင်မြင်မြင်နဲ့ပြန်ထွက်လာတာကြောင့်အားလုံးအောင်တော့ကြပါတယ်။အကျဉ်းချင်း level တက်ပြီးတန်ကြန်တွေအများကြီးဝင်ပြီးနောက်မှာကျင်းဟိုကကျင်းဦးပိုတမလာတာကိုသတိထားမိလာပါတယ်။ကျင်းဦးကလည်းသူရဟာတဲ့ကိုပြော့စွမ်းရည်ဟာတခြား skill တွေလိုပဲဘလောက်အသုံးဝင်ကြောင်းသတိပြုနေပါတယ်။သူနားနေတော့မှ democracy mission ကိုသွားတဲ့မသွားတဲ့စဉ်းစားနေစမှာပဲ player loss system က job chain class အကြောင်းအတိပေးချက်တက်လာပါတယ်။ session က Hunter Association ရုံးခန်းစီပြောင်းလိုက်တဲ့အခါSMA ရဲ့လက်ထောက်ဟွန်ကီချောကစာရွက်စာတမ်းတစ်ခုလာပေးပါတယ်။အဲဒီမှာတစုံတစ်ယောက်ကစီရက်တန်ဂျန်တွေကိုဝယ်ယူဖို့ဒေါ်လာ150မီလီယံသုံးစွဲနေတာကိုအန်သိသွားပါတယ်။ဒါအပြင်ဒါဟာယူဂျင်ဟွန်နဲ့စောင်းဂျင်ဟူတို့ရဲ့လက်ချက်မှန်သိသွားပါတယ်။အန်နဲ့ကီချောတို့ဟာဂျင်ဟူတို့ strike တင်စီသွားပေမဲ့ဟန်ဆောင်ရီကသူတို့ကိုနှင်ထုတ်လိုက်ပါတယ်။အန်ကဂျင်ဟူနဲ့တွေ့ချင်ပေမဲ့ဒလော့ဆက်ပြတ်သွားဖို့အဆုံးဖြတ်လိုက်ပါတယ်။ဂျင်ဟူနဲ့ဂျင်ဟူတို့တန်ဂျန်ကထွက်လာတဲ့အခါဂျင်ဟူကနားကျင်တယ်လို့ပြောတာကြောင့်ဂျင်ဟူကဝယ်ထားတဲ့တန်ဂျန်ဂိတ်တွေကို2ရက်လောက်ခက်တရဆိုင်ပေးထားပါတယ်။တစ်ဖက်မှာတော့ Game Master ချဲချောင်းဟာဂျေဂျူကျွန်းအိမ်မက်ဆိုကနေလိုလာပြီးဂျေဂျူကျွန်းစူဆိုင်ရေးလုပ်ငန်းစတော့မယ်လို့ပြောပါတယ်။နောက်ပိုင်းမှာအန်ဆောင်မဲနဲ့ခီချောတို့ကဂျင်ဟူစီချင်းကပ်လာပါတယ်။အန်ကသူကိုယ်သူ White Tiger ကိုင်းရဲ့ဒုတိယစီမံခန့်ခွဲရေးအဖွဲ့မန်နေဂျာဖြစ်မိတ်ဆက်ပြီးကဖေးတစ်ခုထဲမှာဂျင်ဟူကိုWhite Tiger ကိုင်းတဲ့ဝင်ဖို့ကမ်းလာပါတယ်ဒါပေမဲ့ကျင်းဦးကညှင်းပယ်လိုက်ပါတယ်ကျင်းဦးမထွက်သွားခင်မှာပဲအန်ကိုသူ့အကြောင်းဘလို့သိတာလဲလို့မေးပါတယ်အန်ကတန်ချန်စီခွက်ရှုပ်ထွေးနေမှုကြောင့်စုံစမ်းရသိခဲ့ရလို့ဝန်ခံပါတယ်အန်ကကျင်းဦးရဲ့လိုဝက်ဆက်ကိုဘသူ့ကမှမပြောဘူးလို့ကတိပေးပါတယ်ကျင်းဦးကကျေးဇူးတင်တဲ့အနေနဲ့သူတို့ဝယ်ထားတဲ့စီရန်ကိတ်3ခုကိုအန်ကိုပြန်ရောက်ဖို့ကမ်းလှမ်းပါတယ်အန်ကသဘောတူလိုက်ပြီးကျင်းဦးကသူ့ရဲ့ပိုရှင်တစ်ခုကိုတုံးပြီးအန်ရဲ့တန်ရာကိုကုသပေးပါတယ်နောက်ဆုံးမှာတော့ White Tiger ကိုင်းကဝန်ထမ်းတွေဟာစီရက်တန်ချန်3ခုရလိုက်တဲ့တဲ့ရင်ကြောင့်အားအသင့်နေကြပါတယ်အန်ကတော့ကျင်းဦးစီကနေတန်ချန်တွေကိုစေးကြည့်ပြီးဝယ်လိုက်ရလို့သူ့အလိန်ခံလိုက်ရပြီလို့ခန်းစားနေရပေမဲ့ကျင်းဦးရဲ့ဖုန်းနံပါတ်ရလိုက်တာကိုတော့ကျင်းနေပါတယ်